အားလုံးပဲမင်္ဂလာပါရှင် My Day Recap မှာကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာကတော့ရေတပ်သားအယောက်20ကျော်တည်ဆုံးမှုနောက်ွယ်ကရင်းနှင်းဖွယ်ရအကြောင်းအရာလေးကိုရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင် Channel လေးကိုလည်း Subscribe လုပ်ပြီးအားပေးခဲ့ကြပါအောင်ရှင်ဗီဒီယိုမှာမုံတိုင်းသတင်းကြော်ညာနေပါတယ်တောင်ကိုရီးယားရေပိုင်နယ်ရဲ့ရေအောက်အနက်ပေ600မှာဟန်လာဆိုတဲ့ရေငုပ်သင်္ဘောကြီးဟာလေ့ကျင့်ရေးတပ်သားတွေကိုတင်ဆောင်ကမောင်းနေခဲ့ပြီးအဲ့ဒီရေငုပ်သင်္ဘောထဲမှာတော့လေ့ကျင့်ရေးပြီးဆုံးလို့ပျော်ရွှင်နေကြတဲ့တပ်သားတွေဟာပါတီပွဲကျင်းပနေခဲ့ကြပါတယ်သူတို့ဖွဲ့ရဲ့တက်စုမှုကတော့ကန်တိုရောင်းဖြစ်ပြီးလူငယ်လေးတွေနဲ့လိုက်ရောညီတွေဖြစ်အောင်နေထိုင်တတ်တာကြောင့်တပ်သားအလုံးကချစ်ခင်ကြပါတယ်အဖွဲ့သားတွေအားလုံးစုပြီးအမတ်တရဓာတ်ပုံရိုက်ချိန်မှာတက်စုမှုကဗိုလ်ကြီးဝမ်ရဲ့ဇနီးတားလေးမွေးတဲ့သတင်းကောင်းကိုပြောပြလိုက်လို့အားလုံးဝမ်းသာနေခဲ့ကြပါတယ်။သူတို့ပျော်ရွှင်နေကြတဲ့အချိန်မှာပဲသူတို့တင်မောနောက်ကိုရေအောက်မှာမြုပ်ထားတဲ့ဘုံတစ်လုံးဟာစင်စာပွင့်ပြီးလိုက်လာခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့ဟန်လာရေကုန်တင်မောကြီးဟာအဆက်အသွယ်မရပဲပျောက်ဆုံးနေပြီးမုန်တိုင်းလေးရှိနေတာကြောင့်ရှာဖွေဖို့အခက်အခဲကြုံနေတဲ့သတင်းနဲ့ဟန်လာတင်မောဟာစက်ပစ္စည်းချိုးရင်မှုကြောင့်မြုပ်သွားတာဖြစ်နိုင်တဲ့အကြောင်းအထူးသတင်းတရက်အနေနဲ့ထွက်ပေါ်လာခဲ့ပါတယ်။ဒီဖြစ်ပျက်ဖြစ်ပြီးတစ်နှစ်တိတိကြာတဲ့နေ့တေဆုံးသွားခဲ့တဲ့ရေတပ်သားတွေရဲ့တနစ်ပြည့်အောက်မွေပွဲအခမ်းအနားမစတင်ခင်မှာပဲဗိုလ်ကြီးကန်တို့ရောင်းစီကိုခလေးကစားကွင်းတစ်ခုနဲ့ဒုတက်မှုခင်ရဲ့အိမ်မှာဘုံတက်ဆင်ထားတဲ့အကြောင်းဖုန်းဝင်လာခဲ့ပါတယ်။အခမ်းအနားမှာတော့ကန်တို့ရောင်းကိုအဲ့ဒီနေ့ကတင်မောဦးပိုင်းမှာတေဆုံးသူတွေစုနေခဲ့တဲ့အကြောင်းကိုမေးမြန်းနေပါတယ်။သူဟာအထက်လူကြီးတွေရဲ့မျက်နှာရိပ်မျက်နှာခဲကိုကြည့်နေခဲ့ပြီးတစ်ခုခုကိုဖုံးကွယ်ထားပုံရကပြန်ဖြေဖို့အတွက်တွန်းဆုံနေခဲ့ပါတယ်။အခမ်းအနားပြီးဆုံးတဲ့အချိန်မှာတော့အရာရှိတဦးကကန်တို့ရောင်းကိုလာရောက်တွေ့ဆုံပြီးနေမကောင်းတဲ့တပ်သားတွေကိုမကြာခဏသွားမကြည့်ဖို့အတွက်လာရောက်ပြောကြားခဲ့ပါတယ်။ကစားကွင်းတနေရာမှာကလေးငယ်လေးတစ်ယောက်ဟာတက်ဆင်ထားတဲ့ဘုံကိုမကင်မိခင်မှာပဲမိခင်အိမ်ရှင်မတူဟာအချိန်မီတားဆီးနိုင်လိုက်ပြီးကလေးတွေကိုကစားကွင်းအပြင်ဘက်ကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။တက်ချက်ခင်ကတော့အိမ်ငန်းထဲမှာပါဆယ်ထုတ်ဖွင့်နေခဲ့ရင်ဘုံဟာပောက်ကွဲသွားခဲ့ပါတယ်။ဂန်ဒိုယောင်ဟာတပ်သားဟောင်းတူဖြစ်တဲ့စီနီယာနိုစီတွားရောက်တွေ့ဆုံတဲ့အခါစီနီယာနိုကထဲချောင်းပြန်လာပြီးထူးဆန်းတာတွေလုပ်နေတယ်လို့ပြောပြလိုက်တော့ဂန်ဒိုယောင်လည်းစီနီယာနိုဟာစိတ်မမှန်တော့ပဲပြောနေတယ်လို့ထင်သွားကထဲချောင်းဟာတည်သွားခဲ့ပြီဖြစ်တဲ့အကြောင်းကိုရှင်းပြနေခဲ့ပါတယ်။စီနီယာနိုရဲ့အိမ်ကပြန်ထွက်လာပြီးတဲ့နောက်ဂန်ဒိုယောင်စီကိုလူတစ်ယောက်ဖုန်းဆက်လာခဲ့ပြီးဒုတက်မှုခင်ရဲ့အိမ်ကိုငါရွေးလိုက်တာသဘောကျရဲ့လားလို့မေးလိုက်က TV ကနေလွှင့်နေတဲ့ဘုံပေါက်သွားတဲ့သတင်းကိုကြည့်ခိုင်းခဲ့ပါတယ်။လုံခြုံရေးအရာရှိဟာလည်းဘုံပေါက်တဲ့သတင်းကိုသိရှိသွားပြီးဂန်ဒိုယောင်စီကိုဖုန်းဆက်လိုက်တဲ့အခါမှာတော့ဒိုယောင်ဟာပောက်ကွဲမှုဖြစ်ခဲ့တဲ့အိမ်ကိုသိနေခဲ့တဲ့အတွက်တန်တရားဝင်သွားခဲ့ပါတယ်။ဖုန်းဆက်သူဟာဂန်ဒိုယောင်ရဲ့ဖုန်းထဲကို application တစ်ခုထည့်ခိုင်းလိုက်ကတခြားလူတွေနဲ့ဖုန်းဆက်လို့မရအောင်ထိန်းချုပ်လိုက်ပြီးနောက်ထပ်ဘုံထောင်ထားတဲ့နေရာတစ်ခုကိုပြောပြလိုက်ပါတယ်။ဂန်ဒိုယောင်ရဲ့ဇနီးတဲ့ဟာလည်းဘုံရှင်းလင်းရေးတပ်သားတစ်ယောက်ဖြစ်တာကြောင့်ခလေးကစားခွင့်မှာဘုံကိုရှင်းလင်းဖို့အတွက်အရေးပေါ်အကြောင်းကြားခြင်းခံလိုက်ရပါတယ်။ဒါကြောင့်သူမနဲ့အတူရှိနေခဲ့တဲ့သမီးငယ်လေးကိုတက်စီငှားပေးပြီးအိမ်ကိုပြန်ခိုင်းကသူမကအလုပ်ရှိရာကိုထွက်လာခဲ့ပါတယ်။သူမမသိလိုက်တာကတော့သမီးငယ်လေးကိုလူတစ်ယောက်ကဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်ဆိုတာကိုပါ။အားကစားခွင့်ထဲမှာတော့ပရိသတ်တွေဟာတက်ကြွစွာအားပေးနေခဲ့ကြပြီးသတင်းထောက်တစ်ယောက်ကတားဖြစ်သူနဲ့ပွဲကြည့်နေစဉ်မှာရဲရရှိဖြစ်တဲ့မိမကဟန်လာသင်းမောရဲ့ကပတိန်အိမ်မှာဘုံပေါက်တာကြောင့်သတင်းသွားယူခိုင်းနေခဲ့ပါတယ်။ဒီချိန်မှာဂန်ဒိုယောင်ကသတင်းတောက်ကိုဝင်တိုက်လိုက်တဲ့အတွက်ဖုန်းကျကွဲသွားပြီးအယောတောင်းဖို့လိုက်လာခဲ့တဲ့အခါရေတက်ဘိုကြီးမှန်သိရှိသွားကဂန်ဒိုယောင်ဖုန်းပြောနေတဲ့ဘုံအကြောင်းလဲကြားသွားခဲ့ပါတယ်။ဒါကြောင့်မင်းမြတ်လိုက်တဲ့အခါဂန်ဒိုယောင်ကသတင်းတောက်ကိုဘုံဟာအတန်ရမ်းကျရင်ပောက်ကွဲမှဖြစ်လို့ကစားပွဲနေရာကိုကြည့်ထိန်ပေးဖို့မှားကြားလိုက်ပြီးသူကတော့ဘုံကိုဆက်လက်ရှာဖွေနေခဲ့ပါတယ်။သတင်းတောက်ကြီးကလည်းကွင်းထဲမှာအမျိုးစုံနှောက်ယှက်ပြီးထိန်ပေးနေခဲ့ပါတယ်။ဂန်ဒိုယောင်ဟာ VIP လူကြီးတွေရှိနေတဲ့အခန်းရဲ့9ခန်းထဲမှာဘုံကိုရှာတွေ့သွားခဲ့ပါတယ်။ VIP လူကြီးတွေလည်းသူ့ထက်ကဦးအောင်ထွက်ပြေးလိုက်ကြပြီးဘုံမပေါက်ခင်လေးမှာကလေးငယ်တဦးကိုကယ်တင်လိုက်နိုင်ပါတယ်။အဲ့ဒီနောက်ဖောက်ခွဲရေးသမားကဂန်ဒိုယောင်စီကိုဖုန်းဆက်လာကရေကူးကန်တစ်ခုမှာဘုံထောင်ထားခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပြီးဒိုယောင်ရဲ့အမျိုးသမီးယူကြောင်းလဲအန်ဒီရယ်ရှိနေကြောင်းနဲ့အဲ့ဒီနှစ်နေရာမှာကြိုက်တဲ့နေရာကိုတွားခဲ့ပါလို့ပြောလိုက်ပါတယ်။သတင်းတောက်ဟာဂန်ဒိုယောင်ကိုရေကူးကန်ရှိရာစီကိုလိုက်ပို့နေခဲ့ပြီးတားငယ်လေးကိုအိမ်ပြန်ပို့ထားခဲ့လိုက်ပါတယ်။စိတ်မရှိတော့တဲ့ဂန်ဒိုယောင်ကကားကိုကိုယ်တိုင်မောင်းလိုက်ပြီးသူတို့တွေတွားနေစဉ်မှာရေကူးကန်တာဝန်ရှိသူတွေစီကိုဖုန်းဆက်ပြီးလူတွေရေကန်ထဲကိုဆင်းမစော့ဖို့အတွက်မှာကြားထားခဲ့ပါတယ်။ရေကူးကန်နေရာကိုရောက်တဲ့အခါဖောက်ခွဲရေးသမားကဂန်ဒိုယောင်စီကိုတမိဖြစ်သူကိုဖမ်းဆီးထားတဲ့ပုံကိုပို့ပေးလိုက်ပေမဲ့ဒိုယောင်ကလက်ရှိလှုပ်ဆောင်ရမှာကိုသာအာယုံဆိုင်လိုက်ပြီးရေကန်ထဲကိုဆင်းကဘုံကိုရှာဖွေနေလိုက်ပါတယ်။တစ်ဖက်မှာလည်းယူချောင်းကကစားကွင်းထဲကဘုံကိုရှင်းလင်းဖို့လှုပ်ဆောင်နေပြီးဘုံဟာအတန်အာယုံခံစနစ်နဲ့တက်ဆင်ထားတာကြောင့်ဇွဲရှိရှိနဲ့
စူးစမ်းပြီးဖြုတ်နေခဲ့ပါတယ်။ရေအောက်မှာဘုံကိုတွေ့သွားတဲ့ဂန်ဒိုရောင်ဟာလူတွေအများကြီးရေကန်နဲ့ဆင်းလာတာကြောင့်အဲ့ဒီလူတွေအန္တရာယ်မဖြစ်စေဖို့အတွက်ပေါက်ခါနီးဘုံကိုရင်မာပိုက်ပြီးသူ့ကိုယ်သူစတေးလိုက်ပါတယ်။သူတို့နှစ်ယောက်ကင်တွယ်နေခဲ့တဲ့ဘုံတွေဟာပေါက်သွားခဲ့ပေမဲ့6လန့်ဖို့လှုပ်ထားတဲ့ဘုံတွေဖြစ်တဲ့အတွက်လူတွေမထိခိုက်ခဲ့ပါဘူး။ဒီအချိန်မှာယူချောင်းကဘုံထဲမှာသမီးလေးရဲ့ပုံကိုတွေ့လိုက်ရပြီးဂန်ဒိုရောင်စီမှာဖုန်းဝင်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ဖုန်းပြောနေစဉ်မှာလှုပ်ကြံသူကယူချောင်းဟာနေရာမှာဖယ်လိုက်ရင်သမီးဖြစ်သူသေမယ်လို့ပြောလိုက်တော့ယူချောင်းဟာအဲ့ဒီနေရာမှာပဲနေပြီးဘုံအကွဲခံလိုက်ပါတယ်။အဖွဲ့သားတွေကယူချောင်းကိုအချိန်မီဆေးရုံပို့ပေးနိုင်လိုက်ကြပါတယ်။သမီးငယ်ရဲ့နေရာကိုသိပြီးမလို့အပြေးလာခဲ့ပြီးမဲ့ကားဟာပောက်ကွဲသွားခဲ့ပါတယ်။တော်သေးတာကတော့ကားထဲမှာသမီးလေးရှိမနေခဲ့ပါဘူး။လှုပ်ကြံသူကတော့ဂန်ဒိုရောင်ကိုစိတ်ကြိုက်ကစားနေခဲ့တာပါ။ပောက်ကွဲမှုကြောင့်သတင်းတောက်ကကြောက်ရွံ့သွားပြီးအိမ်ပြန်တော့မယ်လို့ပြောလိုက်ပေမဲ့ဒိုရောင်ကဆက်လက်ကူညီပေးဖို့အတွက်တောင်းပန်လိုက်ပါတယ်။လုံခြုံရေးအရာရှိကြီးကတော့ကားပေါ်မှာပဲဂန်ဒိုရောင်နဲ့ပတ်သက်ဖူးတဲ့လူတွေကိုစုံစမ်းရင်းတရက်ခန့်ဟာယူချောင်းရှိတဲ့ဆေးရုံကိုသွားနိုင်တယ်လို့ခန့်မှန်းကလိုက်သွားကြပါတော့တယ်။ဂန်ဒိုရောင်ကတက်သားနိုရဲ့အိမ်ကိုသွားလိုက်ပြီးအပေါ်ဓာတ်ထက်ခိုးလေးတဲ့ကိုတက်သွားခဲ့တဲ့အခါဘုံလုံထားတဲ့ထဲဆောင်ရဲ့ပစ္စည်းတွေကိုတွေ့လိုက်ရပြီးထဲဆောင်ကသူ့အခန်းမှာ CCTV တက်ထားတာကြောင့်အချိန်လေးအားလုံးကိုသိနေခဲ့ပါတယ်။ရေတက်သားဟောင်းဖြစ်တဲ့လှုပ်ကြံသူထဲဆောင်ကယူချောင်းကိုဆေးရုံမှာခေါ်ထုတ်လာနေစဉ်လုံခြုံရေးအရာရှိရဲ့တပည့်တဦးနဲ့တိုက်ခိုက်ပြီးလွတ်မြောက်သွားခဲ့ပါတယ်။ဂန်ဒိုရောင်ကလုံခြုံရေးအရာရှိကိုသမီးပြန်ပေးဆွဲခံထားရတဲ့ပုံကိုပို့ပေးလိုက်ကအကြောင်းစုံပြောပြလိုက်ပြီးကူညီပေးဖို့ပြောလိုက်ပါတယ်။လုံခြုံရေးအရာရှိကတော့အဖြစ်မှန်တွေကိုသိနေခဲ့ပေမဲ့တလွဲထက်လူကြီးကဂန်ဒိုရောင်ကိုဖမ်းဖို့ကြီးပဲပြောနေတာကြောင့်တကယ်တရခန့်အစ်စ်ကိုဖမ်းဖို့ပြန်អော်ပြောလိုက်ပါတယ်။သူတို့နှစ်ယောက်ဟာအဆောက်အဦရဲ့အပေါ်ဓာတ်နဲ့အောက်ထပ်ကိုရှာဖွေနေကြရင်သတင်းတောက်ဟာတစ်ဖက်အဆောက်အဦတွေကိုဝင်သွားကရှာတဲ့အချိန်မှာထဲဆောင်နဲ့တွေ့သွားပြီးထဲဆောင်ကအတန်ဘုံလေးကိုသတင်းတောက်ကြီးရဲ့လက်ထဲကိုထည့်ပေးခဲ့ပါတော့တယ်။အဲ့ဒီဘုံလေးဟာ6လန့်ဖို့လှုပ်ထားတဲ့ဘုံအတူလေးဖြစ်နေခဲ့ပြီးသတင်းတောက်ကြီးကစပွဲတစ်ခုမှာဘုံတွေတက်ဆင်ထားပြီးသတိမေ့နေတဲ့သမီးငယ်လေးကိုတွေ့လိုက်ရတာကြောင့်ဂန်ဒိုရောင်ကိုဖုန်းဆက်ခါအကြောင်းကြားလိုက်ပါတယ်။လုံခြုံရေးအရာရှိကဂန်ဒိုရောင်ကိုဖုန်းဆက်ပြီးတရက်ခန့်ရဲ့အကြံစီကိုခံမှန်းပြောဆိုနေစဉ်မှာပဲလမ်းပေါ်မှာဘုံပေါက်သွားပြီးရှုပ်ထွေးနေတဲ့အချိန်မှာအခမ်းအနားတွေကိုထဲဆောင်ရောက်လာကဘုံတက်ဆင်ထားတဲ့အကြောင်းနဲ့ဂန်ဒိုရောင်ကိုလွန်ခဲ့တဲ့တစ်နှစ်ကရေငုပ်သင်္ဘောရဲ့အမှန်တရားကိုဖော်ထုတ်ဖို့လှုံ့ဆော်ပါတယ်။ဟန်လာရေငုပ်သင်္ဘောရဲ့နောက်ကိုဒုံးကြီးဟာလိုက်နေခဲ့ပြီးတက်စုမှုကအဲ့ဒီဒုံးကြီးကိုဖောက်ခွဲဖို့လှုံ့ဆော်ပေမဲ့လွဲချော်သွားခဲ့ပါတယ်။တက်စုမှုဟာသူတို့ရဲ့ရေငုပ်သင်္ဘောကိုသင်္ဘောပြက်တစ်ခုစီကိုမောင်းနှင်ခိုင်းလိုက်ပြီးအဲ့ဒီသင်္ဘောပြက်အရောက်မှာလိုက်ဒုံးကြီးကိုပောက်ကွဲအောင်လှုံ့ဆော်နိုင်ခဲ့ပါတယ်။ရေငုပ်သင်္ဘောကတော့သင်္ဘောပြက်နဲ့ထိမိပြီးအနှဲငယ်ထိခိုက်သွားခဲ့ပါတယ်။ကယ်ဆယ်ရေးလှုံ့ဆော်ရမယ့်အချိန်မှာမုန်တိုင်းတွေတိုက်ခတ်နေတာကြောင့်ကြာချိန်14ရက်လောက်ကြာမှဖြစ်တဲ့အတွက်သင်္ဘောထဲမှာအောက်ဆီဂျင်မလုံလောက်တာကြောင့်အဖွဲ့နှစ်ဖွဲ့ခွဲကြဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။စ조사အတူကိုရွေးမိတဲ့သူတွေကအနစ်နာခံကြရမှာဖြစ်ပြီးစ조사အရှိရွေးမိရင်တော့အသက်ရှင်ကြမယ့်အဖွဲ့ဖြစ်ပါတယ်။အကိုဖြစ်သူထဲဆောင်ကကျိုးအရှိကိုရထားပေမဲ့ညီဖြစ်သူထဲချောင်းကစ조사အတူကိုရွေးမိတဲ့အတွက်ညီဖြစ်သူကိုစ조사အရှိပေးကအသက်ရှင်ကြရမယ့်အဖွဲ့တွေကိုတွားခိုင်းလိုက်ပါတယ်။ညီဖြစ်သူကတော့သူ့ကံကြမ္မာအတိုင်းအနစ်နာခံမဲ့အဖွဲ့ထဲမှာပဲနေခဲ့ပါတယ်။ထဲဆောင်ကညီဖြစ်သူကိုကယ်ခွင့်မရလို့စိတ်နာကြီးနာနေခဲ့တာပါ။အနစ်နာခံရမဲ့သူတွေကလည်းဝမ်းနေနေကြပေမဲ့ရှင်ကြံတဲ့သူတွေမှာတော့စိတ်ဒဏ်ရာတွေကိုစီနေပါတပ်သားတွေဟာဒီအဖြစ်အပျက်ကိုလုံးဝထုတ်မပြောကြဘဲဝမ်းနေကြလွန်းလို့ပြည်ဖုံးကချထားခဲ့ကြတာပါဒီအဖြစ်ကနေလွတ်မြောက်လာတဲ့ထဲဆောင်ဟာလည်းစိတ်ဝေဒနာခံစားခဲ့ရပါတယ်။အခုချိန်မှာတော့ဂန်ဒိုရောင်ကထဲဆောင်ကိုအဲ့ဒီအချိန်တုန်းကကျိုးလဲခွင့်မပေးခဲ့မိလို့နောင်တရတဲ့အကြောင်းတောင်းပန်လိုက်ပါတယ်။ဒီအချိန်မှာစုံနောက်အဖွဲ့ကချင်းကပ်လာပေမဲ့ဘုံစာမိသွားခဲ့ပါတယ်။ထဲဆောင်ကဒိုရောင်ကိုမိမနဲ့သမီးနှစ်ယောက်ထဲကတယောက်ကိုကယ်ခိုင်းလိုက်ပြီးရမှုခလုတ်ကိုနှိပ်ကပစ်ချလိုက်ပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်တိုက်ခိုက်ကြရင်ထဲဆောင်ဟာတနက်မှန်ပြီးတေဆုံးသွားခဲ့ပါတယ်။တက်ဆင်ထားတဲ့ဘုံတွေကတတိတီအချက်ပေးတန်ကြောင့်ယူချောင်းနဲ့ကလေးငယ်တို့တတိရလာခဲ့ကြပါတယ်။ဒိုရောင်ကအောက်ထပ်ကိုအမြန်ခုန်ဆင်းလိုက်ပြီးယူချောင်းရှိရာကိုသွားကားကိုသမီးရှိတဲ့ကော်ဖီဆိုင်ထဲကိုမောင်းဝင်သွားခဲ့ပါတယ်။မိသားစု3ယောက်တွေ့ဆုံချိန်မှာတော့ဘုံရဲ့အချက်ပေးခလုတ်ဟာရပ်တန့်သွားပါတော့တယ်။ဆေးရုံပေါ်ကသမီးနဲ့မိန်းမကိုကြည့်နေခဲ့ပြီးတဲ့နောက်ဒိုရောင်ဟာသတင်းစာရှင်းလင်းပွဲကိုသွားကာဟန်လာရင်ငုတ်တင်မော့ရဲ့အဖြစ်မှန်တွေကိုပြောပြရင်းကြံရစ်သူမိသားစုတွေကိုတောင်းပန်လိုက်ပါတယ်။အဲ့ဒီအချိန်ကရင်ငုတ်တင်မောထဲမှာအောက်ဆီဂျင်ဟာ9ရက်စာပဲကျန်နေခဲ့ပြီးလာကယ်ဖို့က14ရက်ကြာမှဖြစ်တာကြောင့်ဒီတိုင်းဆက်သွားမယ်ဆိုရင်သူတို့အားလုံးသေဆုံးကြရမှာပါ။ဒါကြောင့်အောက်ဆီဂျင်ကို14ရက်ထိတောင်းခံနိုင်မှုအတွက်ရင်ငုတ်တင်မောတွေကလူတဝက်ကိုစတေးခဲ့ရတာဖြစ်ပါတယ်။သေဆုံးသွားတဲ့တပ်သားတွေရဲ့အုပ်ကူကိုဂန်ဒိုရောင်လာရောက်ကာရဝပြုနေစဉ်မှာပဲအဲ့ဒီချိန်ကရှင်ကြံခဲ့တဲ့ရေတပ်သားတွေအားလုံးဝစ်စုံပြေးနဲ့ရောက်ရှိလာပြီးအလေးပြုနေကြရင်ဇလန်းလေးဟာပြီးဆုံးသွားခဲ့ပါတော့တယ်။ဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်